ဒီနေ့တော့ပါတို့အိမ်မှာဘဲဥလေးကိုချမောင်လေးနဲ့ရောပြီးချက်ဖြစ်တယ်သူ့အနှစ်ကလေးကလေချင်းချင်းဆက်ဆက်လေးနဲ့မို့လို့တော်တော်လေးလက်စားလို့ကောင်းတယ်အရင်ဆုံးငရုတ်သီးချောက်လေးရဲ့ကျွတ်သွန်ဖြူရဲ့ကျွတ်သွန်မီရဲ့ကိုညက်နေအောင်ထောင်းပေးထားရပါမယ်အရောင်တင်မှုသုံးနဲ့ရရယ်နော်ငပိစိမ်းစားလေးကိုလည်းအနှဲငယ်ထည့်ပြီးတော့ပါတော့ဆက်ထောင်းပေးထားပါတယ်ပြီးရင်တော့ပါတို့ဘဲဥလေးချမ်းလေးတွေကိုပေါ့နော်အနားလေးတွေတင်းသွားအောင်လို့ခဏလောက်တော့ကြော်ပေးထားပါတယ်ဒီဘဲဥကြုံလေးတွေလည်းရပြီဆိုလို့ရှင်တော့ခုနကထောင်းထားတာလေးကိုစီတက်ပေးပါမယ်ပြီးရင်တော့ချမောင်ရက်တင်ထားတာလေးပါတစ်ခါလေးထည့်ပေးပါမယ်ချမောင်ရက်ကလေးတွေဣပြီးတော့ကြေသွားအောင်လို့အနှဲငယ်လေးခြေပေးထားတယ်အချင်းတလေးထွားအောင်လို့တော့စုံစည်းလေးထည့်လိုက်ပါတယ်အရသာတော့ကတော့အချုံမုံရဲ့စားရည်ကိုသုံးပါတယ်အနှဲငယ်လေးအချင်းတက်ထွက်ပြီးတော့စီပြန်လာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ဘဲဥကလေးတွေပါတစ်ခါလေးထည့်ပါမယ်ဘဲဥလေးတွေကိုအချင်းတက်ကလေးခဏတစ်ပြုတ်လောက်ဝင်သွားပြီဆိုရင်တော့အဆက်တွက်ငရုတ်သီးစိမ်းလေးထည့်ပါမယ်ဒါဆိုလို့ရှိရင်တော့လေချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတယ်ဘဲဥချမောင်ကလေးရပြီပေါ့နော်တခါတလေအပြောင်းလဲလေးဖြစ်သွားအောင်လို့ဘဲဥကြုံလေးကိုအခုလိုပုံစံမျိုးလေးချက်စားကြည့်နော်အားလုံးပဲစားကောင်းကြပါစေရှင်